안녕အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကပြည့်နေ့ပြည့်တဲ့ကြောင့်ကျွန်မအလောင်းကိုကောင်းကောင်းအချိန်ယူပြီးမှပြင်လာပါတယ်ကျွန်မလာတာပေါ့ဖက်ကလေးနဲ့ထည့်ထားတာဆိုတော့လာအောင်မယ်နေမကောင်းပဲမဲ့လည်းတော့အမြဲတမ်းအလုပ်ကြီးပဲလုပ်ပြီးမှဒီနေ့မပန်းနေရတာအားကြောင့်ခါတကြကိုပျောက်ဆုံးလာလို့ထင်အားပေါ့နော်အားကြောင့်ပြည့်တဲ့မှာကျွန်မကောင်းလေးအလားပြင်ပါတယ်နေမကောင်းလေးပြင်ပါတယ်နေမကောင်းမှလည်းကိုလလာလေးမြားချင်းကြောင့်သိချမ်းတာပေါ့နော်နေရမိုးအောင်တယ်မိုးရသည်ဆိုတော့ခဏမိုးအောင်နေရပဲနော်အဲဆိုမို့တယ်လေပါရင်ဝင်လို့ဝင်မှလည်းမသိဘူးနော်ဘာဖြစ်ချင်မှလည်းမသိကျွန်မကင်မရာမှာစကားတင်ပြောတတ်တဲ့ချင်းကြောင့်စကားအရင်ပဲများလို့ဖြစ်နေပါတယ် Actually not like that in real life Okay အခုဘာလို့မှလဲဆိုတော့ကျွန်မကိုယ့်ရဲ့ channel မှာရေးထားတဲ့ကိုယ့်ရဲ့ channel link ရေးထားတဲ့ diary ကိုကျွန်မနည်းနည်းဖတ်ကြည့်မယ်နော်ဒါကြတော့စကားတကားကြီးအယူကပေါ့နော်အဲ့ဒီကနေကျွန်မတပူကြတဲ့စာလေးကိုကျွန်မရေးထားတာပေါ့နော်ဘွားမှာတဲ့နေလာရင်းနဲ့တစ်ခေါက်တော့တေးချင်လာတဲ့အချိန်ရှိတယ်ပေါ့တကယ်ကျတော့တကယ်အသက်အနေနဲ့ကြုံလာတဲ့အချိန်မှာကျတော့တဲ့အသက်ရှင်ဖို့ဆူတောင်းနေပြန်တယ်တဲ့တကယ်လို့အသက်မရှင်ကျင်လာတော့ဘူးအဲ့လိုအချိန်ရောက်လာလို့ရှိရင်အတေးတကုံအစွမ်းကုန်ရုန်းကန်ကြည့်လိုက်ပါတဲ့ကျွန်မလေးဒီစာတော့တဘောကြလွန်သွားလို့ဒီမှာအရန်စိတ်သက်ကြပြီးစိတ်ညစ်သွားတဲ့အချိန်မှာဆိုကျွန်မတင်ရုံတမဲကြိုးစားပါတယ်အလောလုံးတာတော့တခါတည်းကြာရင်ချင်းမတီးအရပရလောက်လိုက်တာတော့မျိုးလောက်လိုက်ပါတယ်လူတိုင်းဖြစ်ဘူးမှာပေါ့နော်ဒီချင်းလောက်တဲ့ထိစိတ်ငြိမ်စိတ်သက်ကြတဲ့ချိန်ကြီးရှိတယ်အဲ့လိုကြုံလာတယ်ဒါပေမဲ့တခါတည်းကြာတကယ်တီလာအသက်အန္တရာယ်နဲ့ကြုံလာရတဲ့အချိန်ကျရင်တော့အသက်ရှင်ဖို့အတွက်ဆုတောင်းချပြန်တယ်သူတွေကသူစားနေနော်အဲ့တကယ်လို့များတဲ့အသက်မရှင်ကျင်တော့တဲ့အချိန်မှာဆိုရင်အသေးတကောင်အစွမ်းကုန်ကြိုးစားကြည့်လိုက်ပါတဲ့ဒီမလားအယူစကားထဲကသူ့ရဲ့အမေလေသူ့အမေပြောတဲ့စကားကိုကျွန်မသဘောကျလို့ဆိုမှရေးထားတာတကယ်ရေးထားတာပေါ့နော်တကယ်လက်တွေ့ဘွားမှာလည်းတော်တော်လေးတော့သုံးဝင်ပါတယ်နော်တကယ်စိတ်ညစ်တဲ့အချိန်ကျရင်အလိုလုပ်ကြည့်ပါလို့စင်ပြေသွားပါလိမ့်မယ်Thank you fighting bye bye